ဒီဇလန်လေးကတော့ရှီဟောင်း PCD နဲ့မတော်တဆဖြစ်ပြီးမျက်လုံးချစ်မိသွားတဲ့လူတစ်ယောက်အကြောင်းပါသူစီးရုံမှာနိုးလာတဲ့အချိန်မှာတော့မျက်လုံးကိုပတ်တီအုပ်ထားတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမယုံနိုင်စရာကောင်းတဲ့အံ့ဩဖွယ်တဲ့အစွမ်းတစ်ခုသူ့စီရောက်လာပါတော့တယ်သူဟာမျက်လုံးကိုအုပ်ထားတဲ့အဝတ်ကိုတင်မကပဲနေရန်ဒီကိုပါအောက်ထွင်းမြင်နေရတာပါတခြားအခန်းထဲမှာရှိတဲ့တူနာပြူစင်နာမကိုတောင်အတိုင်းတိုင်းမြင်နေရတဲ့အတွက်သူတော်တော်လေးလန့်သွားပြီးမျက်စိစီးထားတဲ့အဝတ်ကိုဆွဲခွာလိုက်မိတယ်အဲ့ဒီချိန်မှာပဲဆရာဝန်ရောက်လာခဲ့ပြီးထူးဆန်းတာကဆရာဝန်နှာခေါင်းစည်းတတ်ထားတာတောင်မှ mask အောက်ကမျက်နှာပေါ်ကမဲ့လေးကိုသူကမြင်နေရတာပါအတီးပြူချင်တာနဲ့ဆရာဝန်ကို mask ချွတ်ခိုင်းကြည့်တဲ့အခါမှာတော့တကယ်ပါပဲသူမြင်ခဲ့တဲ့အတိုင်းမဲ့လေးကကွက်တီပဲဖြစ်နေတာပါသူ့ရဲ့ဒီထူးခြားတဲ့အစွမ်းကဒီမာရင်ရက်မသွားပါဘူးဒီနေ့သူနဲ့သူ့တငယ်ချင်းဈေးထဲမှာရှောက်သွားနေတော့ဆိုင်တဆိုင်မှာချိတ်ထားတဲ့ဘူးတီချောင်လေးဟာတာမန်မဟုတ်ပဲတန်ဖိုးကြီးရှေးဟောင်းပစ္စည်းတစ်ခုဆိုတာသူချက်ချင်းသိလိုက်တယ်ဆိုင်ရှင်ကဒေါ်လာ2000ခေါ်ပြီးမြင်သူကတော့ဈေးစစ်ပြီးဒေါ်လာ600နဲ့ပဲရအောင်ဝယ်လိုက်ပါတယ်အဲ့ဒီဘူးတီကိုရှေးဟောင်းပစ္စည်းဝယ်ယူသူစီတွားပြတဲ့အခါမှာတော့တကယ်တန်ဖိုးကဒေါ်လာ300,000တောင်ရှိနေတာပါနောက်ဆုံးမှာတော့သူ့ရဲ့အစွမ်းကိုထပ်ပြီးအတီးပြဖို့အတွက်သူလေလံပွဲတစ်ခုကိုတွားခဲ့ပါတယ်အဲ့ဒီမှာဘသူမှစိတ်မဝင်စားလို့မဝေကြတဲ့ပကြီးကားအဟောင်းတစ်ချက်ရှိနေတာပေါ့ဒါပေမဲ့သူကတော့အဲ့ဒီပကြီးကားထဲမှာထူးခြားတဲ့အရာတစ်ခုကိုမြင်နေရတာကြောင့်ဝယ်ယူလိုက်ပါတယ်အဲ့ဒီနောက်ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူချက်တဲ့သူ့အဖိုးစီတွားပြတဲ့အခါမှာတော့အားလုံးအန်အော်သွားလောက်အောင်ပဲအဲ့ဒီပကြီးကားရဲ့တန်ဖိုးဟာဒေါ်လာ15 မီလီယံတောင်တန်ကြေးရှိနေမှသိလိုက်ရပါတော့တယ်